နိုင်ငံအတွက်တော်၎င်းဘာသာအတွက်တော်၎င်းသာသနာအတွက်တော်၎င်းဒီကြပြလေးကတကယ်ကိုတန်ဖိုးရှိတဲ့ကြပြလေးတစ်ပုဒ်ပါတန်ဖိုးမရှိဘူးလားဒီတိုင်းပြည်ကိုသီးကိုသောသီးမြေအောက်ကကိုထောက်စည်းပွားထုတ်ယူထားပြီးပြည်ပွားအိမ်ရှင်ရန်သူထင်သင်မနေပြီအိမ်ရှင်ယူကျအိမ်ရှင်ကိုသောမျိုးရိုးဘာသာသာသနာကိုခြေရနင်းလျက်အတင်းဖြင့်ရက်ဆက်လွန်နေပြီအိမ်ရှင်ကဘွားသမီးသားကိုမရဖြစ်လင်ဖြစ်ဖြင့်အနှစ်ကိုနှုတ်အညစ်မြုပ်လျက်မွေးထုတ်ကလေးစတ္တုသွေးတွင်အရေးချက်ချာမျိုးဘာသာအားလူယုဒဇောကားလွန်နေပြီသင်အိမ်ခိုးလျက်သင်ကိုဖြက်သင်လက်ခံမည်လောသမီးပြောပါသားပြောပါဇောကားခံမည်လောဒီတိုင်းပြည်ဟာဘသူရဲ့တိုင်းပြည်လဲမေးရင်ဗုဒ္ဓဘာသာတို့ရဲ့တိုင်းပြည်အလုံးပြောကြည့်ဘသူသွေးသွေးနဲ့တီထောင်ထားတာလဲမေးရင်ဗုဒ္ဓဘာသာသွေးပြောပါဦး